ဒီနေ့မျှဝေပေးချင်တာပေါ့နော်ဒီ after shot တွေဖြစ်လာရင်ဘယ်လိုနေထိုင်ရမလဲဘယ်လိုတုံ့ပြန်ရမလဲဆိုတာအကြောင်းလေးကိုမျှဝေပေးချင်တယ်အခုလက်တော်မှာပေါ့နော်28ရက်နေ့တနာရီဝန်းကျင်တော့ပေါ့နော်မြန်မာနိုင်ငံအထက်ပိုင်းစကိုင်းတိုင်းဒေသကနေစပြီးတော့ငါလေးလောက်ခဲ့တယ်အခုဆိုမန္တလေးနေပြီးတော့စကိုင်းတိုင်းအဲ့ဒီ3မျိုးနယ်ကထိခိုက်ဆုံးပဲပေါ့နော်ငလျင်ကြောက်ကိုပြေးတင်သွားတာထိခိုက်ဆုံးပဲဖြစ်ပါတယ်အခုဆိုရင်လည်းဒီ after shot တွေကဒီမြန်မာနိုင်ငံအလဲပိုင်းမှာပဲဆက်ပြီးတော့လှုပ်နေရလို့ကြားရတယ်အဲအကြောင်းမလို့ after shot တွေဖြစ်လာလို့ရှိရင်ဘယ်လိုမျိုးပြုမှုနေထိုင်ရမလဲဘယ်လိုသတိရှိရှိနဲ့နေရမလဲဆိုတော့မျှဝေပေးချင်ပါတယ်အရင်ဆုံးကတော့ဒါသတိနဲ့နေဖို့ပေါ့နော်ငလျင်ငယ်လေးတွေလှုပ်တယ်ဆိုတာကြတော့ငလျင်အကြီးစားတွေထပ်လှုပ်ဖို့အတွက်ကိုရှေ့ပေးနမိတ်လို့ပဲလို့သတ်မှတ်လို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကသတိနဲ့လုံးလုံးကြကြနေရမယ်နောက်တစ်ခုကကျတော့ emergency bag တွေပေါ့နော် emergency bag တွေကအရန်ကိုအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ emergency bag တွေမှာကျတော့ဒီလက်ကင်ပုံးတွေတက်မီးတွေခောက်ဆွဲကြောက်တွေဆေးတွေအဲ့ဒါတွေကိုတေးသေးချာချာလေးထည့်ထားရမယ်အဲ့ဟာတွေထည့်ထားမှာဒါ emergency bag တွေမှာအရေးကြီးတဲ့စာရွက်စာတမ်းလေးတွေလည်းထည့်ထားရမယ်ဒါမှကျွန်တော်တို့ကပြီးတဲ့အခါတေးသေးချာချာလေးကိုယ့်ရဲ့ဒီတမို့ရှိတဲ့အရာတွေပါမသွားပါဘူးเนาะအဲ့ဒါကြတော့အဓိကအချက်ဖြစ်ပါတယ်နောက်တစ်ခုကကြတော့အရေးပေါ်အနေနဲ့ဒီပြိုလို့ဆဲဖြစ်နေတဲ့တိုက်တွေပြိုကျတော့မဲ့တိုက်တွေနောက်ဒါနေလို့မရဘူးပေါ့နော်တကယ်လို့များပြိုကျတော့မဲ့တိုက်ဒါမှမဟုတ်အဆောက်အုံနာမှာနေပြီးလို့ရှိရင်အရန်ဟိုဒါအန်နေများတယ်တချို့အဆောက်အုံကကြတော့ဒီတတိုင်းလုံးမပြိုသွားဘူးအောက်က foundation ပဲပြိုသွားတာဖြစ်တဲ့အတွက်တကယ်လို့များငလျင်ငယ်လေးတွေလှုပ်လိုက်လို့ရှိရင်အဲ့လိုအဆောက်အုံတွေကပြိုကျသွားနိုင်တဲ့အတွက်ကျွန်တော်တို့ကဒီလိုမျိုးဒီ foundation ပြိုပြီးသားအဆောက်အုံတွေနာမှာဒါနေလို့မရဘူးပေါ့နော်မနေသင့်ဘူးလို့ဒါအကြံပေးချင်ပါတယ်ဟုတ်